တောင်းဆိုကြမှာကိုပန်းပွင့်ကိုရလို့တိုင်းဘယ်တော့ပဲလေကံကထွက်ခွာခြင်းဒါပဲနဲ့စင်ဒီလမ်းမှာခင်းထားလေဟောင်းဝေးမှာမီအောင်လေတရားရောက်လောင်နေတာဖြစ်မယ်ဘာမှမရခဲ့ပါဘူးပြမအမ်းနေပါနဲ့တရားချမ်းချင်ပေးချင်ပြီးတော့